အပေါ်ရဲ့အဆုံးမှာရှိတဲ့အခန်းကြီးတွေကထပ်ပေါ်လာတဲ့ငိုရှိုက်တန်းကသူတို့၃ယောက်လုံးရဲ့ခြေလမ်းတွေကိုတောင့်ခဲသွားစေတယ်။ပိုးကတော့ကြောက်လုံးလို့စီတူးလက်ကိုတင်းတင်းဆုပ်ထားမိတယ်။ငါတော့အောက်ထပ်ပြင်းစင်းရအောင်ဒီအထန်ကလူထန်မဟုတ်ဘူးစီတူ။ပိုးကတုံရင်နေတဲ့အထန်နဲ့ပြောလိုက်တယ်။ဒါပေမဲ့သူ့ရဲ့ပခုံးကလက်ရာကပိုပြီးနီရဲလာတယ်လို့ပဲ။ငါပခုံးကပူထူနေတာပဲဟာ။အဲ့ဒီအခန်းထဲမှာတခုခုရှိတယ်ငါသွားကြည့်ရမယ်သူရကပြောပြောဆိုဆိုနဲ့အတန်လာရအခန်းစီကိုဦးတည်လိုက်တယ်စီသူလည်းသူရနောက်ကိုလိုက်သွားပြီးတကားကိုတွန်းဖွင့်ဖို့ကြိုးစားတယ်ဒါပေမဲ့တကားကအကင်ကနေတောက်ခတ်ထားသလိုပဲအထဲကငိုတန်ကရုတ်တရက်ရက်သွားပြီးအခန်းထဲမှာအကြတန်တောင်ကြားရလောက်အောင်တိတ်ဆိတ်သွားတယ်ကျွီးဝုန်းရုတ်တရက်တကားကအလိုလိုပွင့်သွားလဲအထဲမှာဘယ်သူမှမရှိဘူးဒါပေမဲ့အခန်းအလယ်မှာရှိနေတဲ့တစ်သားကလတ်ထိုင်ဟောင်းကြီးကတော့အလိုလိုလှုပ်ရှားနေတော့မယ်အခန်းနေရံမှာတော့အင်္ဂလိပ်လိုစလုံးတွေနဲ့ help me ဆိုပြီးသွေးနဲ့တူတဲ့အနီရောင်တွေနဲ့ရေးထားတာကိုတွေ့လိုက်ရတယ်ဟဲ့ကောင်တွေဟိုမှာကြည့်အောင်သူ့ရလက်ညှိုးထိုးပြတဲ့နေရာကမှန်တင်ခုံပေါ်မှာ diary ဟောင်းတအုပ်ရှိနေတယ်စီတူကအဲ့ဒီ diary ကိုယူပြီးလှန်ကြည့်လိုက်တဲ့အခါဓာတ်ပုံထဲကအမျိုးသမီးရဲ့လက်ရည်တွေကိုတွေ့ရတယ်။1945ခုနှစ်သူကျမကိုဒီအိမ်ထဲမှာပိတ်လောင်ထားတယ်။သူကတေကြီးတရားကိုအန်ထူးဖို့ကြိုးစားနေတာ။ကျမရဲ့သွေးတွေကိုတုံပြီးသူအသက်ဆက်နေတယ်။သူဆိုတာဘာလို့လဲ။စီသူကရေရစ်လိုက်တဲ့အချိန်မှာလေ။သူဆိုတာငါကိုပြောတာလား။အနောက်ကနေအေးဆက်ဆက်အတန်ကြီးထွက်လာတယ်။သူတို့လှည့်ကြည့်လိုက်တော့တကားဝမှာဦးအုံမောင်ရပ်နေတယ်။ဒါပေမဲ့အခုဦးအုံမောင်ရဲ့မျက်လုံးတွေကပုံမှန်မဟုတ်တော့ဘူး။သွေးရောင်တွေလွှမ်းနေပြီးသူ့ရဲ့လက်တွေကလည်းဓာတ်ပုံထဲကအတိုင်းလက်သေးတွေရှည်ထွက်နေတယ်။မင်းတို့ကငါရဲ့လွှဲဝက်ချက်ကိုတိသွားပြီဆိုတော့ဒီအိမ်ကနေဘယ်တော့မှထပ်သွားလို့မရတော့ဘူး။ဦးအုံမောင်ရဲ့ကိုယ်ထဲကနေမြူနှင်းကြီးလိပ်တက်လာပြီးအခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။သူ့ရစီသူနဲ့ပိုးတို့ဟာအမောင်ကျုထဲမှာတယောက်နဲ့တယောက်လူချင်းမမြင်ရတော့ပဲအော်ဟစ်နေကြတော့တယ်